မိဘတွေစိတ်မချမ်းသာအောင်မိဘကိုအမျိုးမျိုးဒုက္ခပေးတဲ့သားသမီးဟာရွှေထီးရွှေနှမ်းရွှေကြံငန်းနဲ့ဘယ်လိုပဲနေရပါတော့လဲပဲအဇာတတဟာတနေ့မှစိတ်မချမ်းသာဘူးဒါကြောင့်မိဘတွေကိုမပြစ်ပယ်နဲ့တဲ့မိဘကိုပြစ်ပယ်ထားရင်တပ်ပြစ်တာနဲ့အတူတူပဲတဲ့မိဘဆိုတာပရိသတ်အုံမဲမစွမ်းရှိတော့အလုံးမလုံးနိုင်ဘူးလုံးနိုင်သလားစီဝါရေးလည်းမရှာနိုင်စားဝတ်နေရေးလည်းမပြည့်စုံကျမ်းမာရေးစောင့်ရှောက်မှုလေးကိုမှသာသမီထံကမရရင်ယောဂဖြစ်စီအငတ်ငါပြပြနဲ့နေရမယ်ယောဂဖြစ်စီပြီးတော့အငတ်ငါပြပြနဲ့နေရမှာတတန်းတိုင်းမနေရဘဲနဲ့မြန်မြန်သေသွားရင်ဘဒုတတ္တာလေတဲ့ပြန်ပြီးတော့စဉ်းစားပါဒီသာသမီတွေတတ္တာနဲ့အတူတူပဲဖြစ်သွားမယ်ဒါကြောင့်မို့လို့ကျွေးနိုင်တော့ကိုကျွေးပေးနိုင်တော့ကိုပေးတဲ့မိဘတထင်ရှားရှိစဉ်ကာလမှာဗမာစကားရှိတဲ့ပရိသတ်သစ်အိုတော့အမြင့်ဆွေးတဲ့ဗါတယ်လေလူအိုတော့အချစ်ဝေးတဲ့ဗါတယ်လေအဲ့ဒီစကားလေးကိုသေချာမှတ်ထားပါသစ်အိုတော့အမြင့်တွေဆွေးလာတယ်လူအိုတော့အချစ်တွေဝေးလာတယ်အဲ့တော့ခုခေတ်သားသမီးတွေကအိုမင်းမစွမ်းဖြစ်နေတဲ့မိဘတွေဝင်တုပ်ကြီးကိုဝိုင်းကူဖေးမှပြီးတော့ပေးရမယ်တဲ့လူအိုဟာလေအနားလူမကတ်တော့ဘူးသာသမီလည်းမကတ်ဘူးမြည်လည်းမကတ်တော့ဘူးအဲ့တော့သူတို့ကကတ်စေခြင်းနဲ့ငမီးလေးလာပါဦးငါသားလေးလာပါဘယ်သူတော့မလာဘူးဟေးမျောရှာတယ်ဒါတော့တဖြည်းဖြည်းနဲ့သူတို့နားလူသိမ့်မကတ်တော့နေရတာကကြောင်တောင်တောင်ဖြစ်လာဒါကြောင့်ခုနကစကားရှိတယ်သိအိုတော့အမြင့်ဆွေးတယ်လူအိုတော့အချစ်ဝေးတယ်အနာကပဲသာသမီမရှိဘူးဖြစ်တယ်မြည်တွေကြတော့လည်းမလာဘူးသွားဆောတယ်အိမ်ပေါ်မှာငုံစီစီထိုင်ပြီးတော့ငိုင်တိုင်တိုင်ကြီးနဲ့ဖြစ်နေတာအဲ့ဒီအချိန်မှာပိဋကတ်တွေမိဘဟာအိုးလာပြီဆိုရုပ်ကလည်းထားသလိုမနေတော့ဘူးတဲ့စိတ်ကလည်းစေသလိုမသွားနိုင်တော့ဘူးတဲ့ဒါကြောင့်အဖိုးကြီးတော့စိတ်တို့အဖွားအိုးတော့စကားများဖြစ်လာကုန်ပြီတဲ့ကြီးလာတော့ဖြစ်သလားဖြစ်ဘူးလားအဖိုးကြီးတော့ဘာဖြစ်လဲအဖွားအိုးတော့သိရင်ပြီးရောပြတောက်အမေတို့ကနေရာတကပါဟေးကိုမဖြစ်စေနဲ့ကိုကြမဖြစ်စေနဲ့အဖေတို့ကလည်းဗျာစိတ်ကလည်းတိုးတာတစစ်စီစိတ်တိုးလိုက်တာမပြောနဲ့ပရိသတ်ရေဝတ်ဆိုတာလေဓာတ်တဲ့သဘောရှိတယ်တဲ့ဆရာမကြီးဒေါက်တာမတ်တင်ဝေရေးတဲ့စာအုပ်တွေဖတ်ကြည့်သားရေးထားတာဝတ်ဆိုတာလေဓာတ်တဲ့သဘောရှိတယ်တဲ့ဗါတဲ့လေသွားမပြောနဲ့အဖေတို့ကလည်းတတိရှိစိတ်တိုးနေတာပဲလူကြီးတရားမရှိတာကြာနေအမဲစာကပြောတာပြောဖိုးကြီးတော့စိတ်တိုးအဖွားအိုးတော့စကားများအမေတို့ကနေရာတကာတိုင်းပါတယ်နေရာပြစ်တော့ပြစ်အမေမပြောနဲ့